ကဲဒီနေ့ကတော့ကျွန်တော်မလုပ်ဖြစ်တာကြာပြီဖြစ်တဲ့ gaming test တွေကိုကျွန်တော်စိတ်ကူးပေါ်လာတာနဲ့စပြီးကျွန်တော်ပြုလုပ်ပေးတော့မှာဖြစ်တယ်အဲ့ကောင်လေးကဘာလေးလဲဆိုလို့ရှိရင်တော့ Redmi ရဲ့ Turbo 5 Max ကို gaming test လေးပြုလုပ်ပေးမှာဖြစ်တယ်ဒီဖုန်းဈေးတန်းက16သိန်းဝန်းကျင်နဲ့သူ့မှာပါတဲ့ specification ကကျွန်တော်တော်တော်ဆွဲဆောင်စရာဖြစ်နေတဲ့ဖုန်းလေးတစ်လုံးကိုကျွန်တော်မြင်မိတော့ပါနော်Redmi Turbo 5 Max မှာသုံးထားတဲ့ SoC ကတော့ Dimensity 9500S ကိုသူကသုံးမိထားတယ် 1.5K AMOLED display 120 refresh rate 9000 mAh battery ကိုထည့်ပေးထားတယ်ဒီ specification တွေကဒီဖုန်းကို gaming test စမ်းဖို့အတွက်ကိုကျွန်တော်အနေနဲ့အရန်မှစိတ်အားထက်သန်တယ်ကျွန်တော်ဒီဖုန်းကိုစမ်းခဲ့တယ်စမ်းပုံစမ်းနည်းကဘယ်လိုစမ်းခဲ့လဲဆိုလို့ရှိရင် game တွေဆော့တဲ့အခါမှာ brightness ကိုကျွန်တော်အမြင့်ဆုံးထားတယ်volume လည်းကျွန်တော်အမြင့်ဆုံးထားတယ် Wi-Fi နဲ့လည်းကျွန်တော်ဆော့ခဲ့တာဖြစ်တယ်ဆော့ရတဲ့အချိန်မှာအပူချိန်ကလည်းမိုးနည်းနည်းအောက်နေတယ်ဆိုပေမဲ့လို့လေသမီးသားတွေ first date လုပ်ဖို့အရန်ကို recommend ဖြစ်နေတဲ့မဟာရန်ကုန်လက်ဖေးဆိုင်မှာကျွန်တော်ထိုင်ဆော့ခဲ့တာဖြစ်ပါတယ် Okay အဲ့တော့အချိန်ဆွဲပဲစလိုက်ကြရအောင်ပထမဆုံး graphic အရန်စားပါတယ်ဆိုတော့ Genshin Impact ကိုကျွန်တော်ဆော့ခဲ့တယ် graphic setting ကိုလည်းအမြင့်ဆုံး high မှာထားပြီးတော့frame rate က FPS ကကျွန်တော်60အထိကိုကျွန်တော်အမြင့်ဆုံးထားဆော့ဖြစ်ခဲ့တယ်ပေါ့နော်ဆော့ဆော့ချင်းမှာနိုင်ဝက်လုံးမှာအဆင်ပြေတယ်ပူတာထစ်တာငေါ့တာလုံးဝမရှိဘူးတနားရီလောက်ဇက်တိုက်ဆော့ခဲ့တဲ့အချိန်မှာဖုန်းကအနည်းငယ်အပူချိန်လေးတက်လာတယ်ဆိုပေမဲ့ထစ်တာတို့ဟန်တာတို့လက်စတာတို့ဘာတစ်ခုမှမကြုံတွေ့ခဲ့ရဘူးတနားရီလောက်ဇက်တိုက်ဆော့ပြီးတဲ့အချိန်မှာဘက်ထရီက10%လောက်ပဲကုန်သွားတယ်ဆက်လက်ပြီးကျွန်တော်ဆော့ခဲ့တဲ့ဟာကတော့ graphic အရန်ဟိုမှာစားပါတယ်ဆိုတော့ဇန်လက်စုံ0ကိုကျွန်တော်ဆက်ပြီးကျွန်တော်ဆော့ပြခဲ့တယ် game တွေကိုလည်း graphic setting ကိုအမြင့်ဆုံးထားလို့ရသမျှထားပြီးကျွန်တော်ဆော့ခဲ့တယ်ပေါ့နော်သူ့ရဲ့ frame rate ကို60မှာအမြင့်ဆုံးထားပြီးတော့ဆော့ခဲ့တယ်ဆက်ဆော့ခြင်းမှာနိုင်ဝက်လောက်ကအဆင်ပြေတယ်အရန်မပူလာဘူးဆိုပေမဲ့ပထမ game ချက်တော့ပူချိန်လေးကနည်းနည်းတက်လာခဲ့တယ်ထစ်တာငေါ့တာဘာမှမရှိဘူးတနားရီလောက်ဇက်တိုက်ဆော့ပြီးသွားတဲ့အချိန်မှာဖုန်းကပူတာမျိုးနည်းနည်းရှိလာတယ်ဆိုပေမဲ့ထစ်တာငေါ့တာဘာမှမရှိဘူးတနားရီလောက်ဇက်တိုက်ဆော့ပြီးတဲ့အချိန်မှာဖုန်းက13% လောက်ကုန်သွားတယ်ကဲအောက်မှာပြတဲ့အတိုင်းပဲအပူချိန်ကတော့ဆက်ပြီးတော့ PUBG Mobile ကိုကျွန်တော်ဆော့ခဲ့တယ်ပေါ့နော် graphic ကို Ultra HDR နဲ့ frame rate ကို Ultra မှာအမြင့်ဆုံးထားပြီးဆော့ခဲ့တာဖြစ်တယ် graphic ကိုစမုတ်မှာထားပြီးဆော့တဲ့သူတွေအတွက်ကဒီဖုန်းက120 fps ရနေပြီပဲဖြစ်တယ်အမြင့်ဆုံး setting တွေမှာထားပြီးတော့ဆော့တဲ့အချိန်မှာတော့နိုင်ဝက်ထိတော်တော်လေးအဆင်ပြေတယ်ရှေ့ game တွေတုံးကထက်တောင်ကပဲအရန်မပူထက်တာလုံးဝမရှိဘူးငေါ့တာလည်းလုံးဝမရှိဘူးတနားရီလောက်ဇက်တိုက်ဆော့ပြီးသွားတဲ့အချိန်မှာဖုန်းကအနည်းငယ်အပူချိန်လေးတက်လာတယ်ဆိုပေမဲ့ထစ်တာလက်တာငေါ့တာဘာဆိုဘာမှမကြုံလို့ရဘူးတနားရီလောက်ဇက်တိုက်ဆော့ပြီးတဲ့အချိန်မှာဖုန်းက8%လောက်ပဲကုန်ခဲ့တယ်ဒီချက်ကတော့တော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်အနေနဲ့လည်း impressive တော်တော်ဖြစ်မိတယ်ဟုတ်ပြီဖုန်းရဲ့အပူချိန်ကတော့အောက်မှာပြထားခဲ့အတိုင်းပဲအခုကျွန်တော်နောက်ဆုံးဆော့ခဲ့တဲ့ game ကတော့လူကြိုက်အများဆုံးနဲ့သောသားအများဆုံး game ပေါ့နော်ဥပမာချောင်းပရိုတွေတော်တော်များများကင်တဲ့ game ပေါ့ဗျာဆော့တဲ့ game ပေါ့မိဘလို့ဆိုတာတနေ့ကုန်တနေ့ကထိုင်စားပြီးတော့ဘာလို့လဲဆိုလို့ရှိရင်လက်ဖေးဆိုင်မှာထိုင်နေပြီးလို့ရှိရင်တနေ့ကုန်တနေ့ကထိုင်ပြီးဆော့တယ်လက်ဖေးတစ်ခွနဲ့ပြီးလို့ရှိရင်အိမ်ပြန်သွားတယ်အိမ်ပြန်လို့ရှိရင်အမေဘာရင်းချက်လဲထမင်းကိုလှန်လှောကြည့်ပြီးတော့စားတယ်တောက်တယ်ပြီးရင်ပြန်အိတ်တယ်ပြီးလို့ရှိရင်ထားတယ်ပြီးလို့ရှိရင်ချောင်းပြန်ကင်တယ်ပြီးရင် Defeat ဆိုတဲ့အတန်ပဲကြားရတယ် Victory ဆိုတဲ့အတန်ကိုတနေ့ကုန်တနေ့ကဘာမှမကြားပဲနဲ့ရှုံးသမားတွေတက်เนาะချောင်းပရိုတွေကိုင်းပြီးတော့ဂွိနေတဲ့လူတွေအတွက်ထုတ်လုပ်ထားတဲ့ mobile လေးကြောင့်ကျွန်တော်စော့ပြခဲ့တယ်ပေါ့နော် graphic setting အနေနဲ့ graphic max quality ကို ultra effect quality ကို high frame rate က ultra resolution HD မှာထားပြီးတော့ကျွန်တော်အမြင့်ဆုံးကျွန်တော်စော့ပြခဲ့တယ်စော့ချင်းကနေနိုင်ဝက်လောက်ထိအဆင်ပြေတယ်ဘာမှပူမလာဘူးထစ်တာငေါ့တာလက်တာလည်းဘာမှမကြုံပါဘူးတနားကြီးလောက်ဇက်တိုက်စော့ပြီးတဲ့အချိန်မှာတော့ဖုန်းရဲ့အပူချိန်ကပတ်ကြီးစော့တုံးကလိုပဲလူတီတီလေးပဲရှိတယ်ဗျအဲ့လိုကြီးဘာမှမပူဘာမှမပြောင်းလဲဘူးထစ်တာငေါ့တာလည်းဘာမှမကြုံပါဘူးပြီးတော့ battery ကတနားကြီးလောက်ဇက်တိုက်စော့ပြီးတဲ့အချိန်မှာဘယ်လောက်ပဲကုန်လဲဆိုတော့တော်တော်ထူးဆန်းတယ် impressive ပဲ8%ပဲကုန်တယ်ဒီကောင်လဲကဲအပူချိန်ကတော့ကျွန်တော်အောက်မှာပြထားတဲ့အတိုင်းပဲကဲ game တွေဆော့ပြလဲစုံပြီဆိုတဲ့အခါကျတော့ game ဆော့နေတဲ့အချိန်တွေမှာဘယ်လို feeling တွေရှိတယ်ဆိုတာကိုကျွန်တော်ပြောပြဖို့အချိန်တန်ပြီးအရင်ဆုံးဒီဖုန်းသဘောကျတဲ့အချက်က game တွေကို graphic setting မှာအမြင့်ဆုံးနေနဲ့ထားပြီးဆော့တာကျွန်တော်ဆော့ခဲ့တာပေါ့နော်ဆော့ခဲ့တာတောင်မှပဲ frame rate ကလုံးဝထစ်တာတွေငေါ့တာတွေလက်တာတွေလုံးဝမကြုံပါဘူးကဲပြီးလို့ရှိရင်သူကဘယ်လောက်ထိ smooth ဖြစ်လဲဆိုလို့ရှိရင် display ကလည်းအရင်တောင်ကို series တုန်းကလို့ game ဆော့တဲ့အခါကာလာဖွက်တက်တဲ့ဟိုပြောမယ်ဆိုရင်
ဖြူဖောက်ဖွေးကြီးဖြစ်တာကျွန်တော်မခံစားရဘူးကာလာတွေကအင်ဂိမ်းထဲမှာမှန်တော့ကျွန်တော်တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ပတ်ကြီးထဲမှာဆိုလို့ရှိရင်ရန်သူကိုအဝေးကြီးကနေပြေးနေတာမျိုးတွေတောင်ကုန်းပေါ်ကနေပြီးတော့ကာကြီးဝင်နေတာမျိုးတွေအထီကိုရှင်းလင်းကိုမြင်ရတယ်တကယ်မိုက်တဲ့ display လို့လည်းပြောလို့ရတယ်နောက်ထပ်သဘောကျတာကကျွန်တော်ဘာသဘောကျလဲဆိုတော့ဒီကောင်းရဲ့ speaker တွေပဲသူ့ရဲ့ speaker က dual speaker တွေကအတန်ကိုအောက်ပုံမှန်နေကျဲတယ်ဥပမာဗျာဘယ်ဘက်ဆိုရင်ဘယ်ဘက်ညာဘက်ဆိုရင်ညာဘက်အတန်ကလုံးဝကြီးကြီးလေးလေးရှင်းလင်းခြေတန်လေးရှက်ဆိုတဲ့အတန်ကအစလုံးဝကြားရတယ်အဲ့ဒါဘာလို့ပြောချင်တာလဲဆိုလို့ရှိရင် in-game sound quality ကတော်တော်ကောင်းတယ်လို့ကျွန်တော်ပြောချင်တာပေါ့နော်ရန်သူခြေတန်ကိုတိတိကျကျခတ်ရှင်းကြရတယ်ဘက်ထရီကတော့ဒီဖုန်းရဲ့သဘောကျသောအချက်ကိုထည့်ရမယ်ဖုန်း9000 mAh ပါတာကကိန်းကနန်းတစ်ခုမဟုတ်တော့ဆိုလိုချင်တာကတချို့ဘလောက်ပါပါတယ်ဆိုပြီးတော့ဘယ်လိုစာရွက်ပေါ်မှာတော့ကိန်းကနန်းအကြီးတွေရှောက်ရေးပြီးတော့အထဲမှာတော့ for sure တွေထည့်ထားတဲ့ဖုန်းထဲမှာတော့ဒီဖုန်းလုံးဝမပါဘူး9000 mAh တကယ်ပါတဲ့ဖုန်းပြောမယ်ဆိုလို့ရှိရင်ပတ်ဂျီတို့ mobile legend ကိုတနာရီတည်းမကပဲကျွန်တော်တနေကုန်ထိုင်ပြီးတော့စော့ခဲ့တာတော့မှပဲအဆင်ပြေတော့ကျွန်တော်တွေ့ရှိရတယ်ပေါ့နော်ဖုန်းရဲ့အပူချိန်ကလည်းဒီဖုန်းရဲ့အားပါချက်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်လဲဆိုလို့ရှိရင် overheating လုံးဝမရှိဘူးလက်ထဲမှာနွေးုံနေလေးပဲနွေးရတယ်ပေါ့နော် high quality high graphic ultra တွေနဲ့လုံးဝဆော့ခဲ့တာမှနွေးတေးပဲရှိတယ်ဒါကြီးကတော့လုံးဝ impressive ဖြစ်ဖို့ကောင်းတယ်ကျွန်တော်ဒီဖုန်းကပူတဲ့အချိန်မှာကနောက်ကျောဘက်ကတိတ်မပူပဲနဲ့ဘေးဖောင်လေးတွေကတိတိတတ်တာပူတာကိုကျွန်တော်မြင်ရတယ်ပြီးတော့ကင်မရာနားမှာဒီကင်မရာနားတစ်ဝိုက်ပဲပူတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အရင် overheating ဖြစ်နေတာမျိုးတော့မဟုတ်ဘူးဒီကောင်းဆောင်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒီဖုန်းကိုဘယ်လိုလူတွေဝယ်တင်လဲဆိုလို့ရှိရင်တနေကမိဘလို့ဆိုတာထိုင်စားပြီးတော့အာမနာရှာမကျိုးနဲ့ဂိမ်းဆော့ခြင်းနဲ့လက်တစ်ချောင်းဂိမ်းကိုအကြီးကျယ်ဆော့ခြင်းနဲ့သူတွေ heavy game ဆော့တဲ့သူတွေဂိမ်းဆော့ရင်အားကိုအကြာကြီးခံစားပြီးတော့ဆော့ခြင်းနဲ့သူတွေ multitasking လုပ်ခြင်းနဲ့သူတွေကဒီဖုန်းကိုဝယ်တင်တယ်ဘယ်လိုလူတွေကမဝယ်တင်ဘူးဆိုလို့ရှိရင်လက်တစ်ချောင်းဂိမ်းကိုမကြိုက်တဲ့သူတွေမိဘလို့ဆိုတာတနေကန်ထိုင်စားပြီးတော့ဂိမ်းမဆော့ပဲလိမ္မာနဲ့နေတဲ့သူတွေကတော့ဒီဖုန်းကိုမဝယ်တင်ဘူးပေါ့နော်နောက်တစ်ချက်ကအဲ့ဒါတော့အရှုံးပါပြောချင်တဲ့အိဗယ်က Redmi ကိုမကြိုက်တဲ့သူတွေ HyperOS ကိုသဘောမကျတဲ့သူတွေ China version ကိုသဘောမကျတဲ့သူတွေကင်မရာကိုအသားပေးသုံးလို့တဲ့သူတွေက Redmi Turbo 5 Max ကိုမဝယ်တင်ဘူးပြောရင်းနဲ့ကျွန်တော် Touch Environment မှာကိုငင်းချမ်းမှာအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်